ပစ္စည်းဥစ္စာတွေဘလောက်ပဲရှားသွားတော့မျက်စိနှလုံးမိတ်ရင်ပိုင်သေးရဲ့လားမျက်စိနှလုံးမိတ်လိုက်တာနဲ့ပိုင်ဆိုင်ခွင့်နေအကုန်လုံးဆုံးရှုံးသွားပြီနော်ဘယ်သူမှလိုက်ပေးမှာမဟုတ်ဘူးရှိတာချွတ်ယူလိုက်အောင်မှာမျက်စိနှလုံးလေးပွင့်နေတော့သာပိုင်ဆိုင်တယ်ငါပိုင်တယ်ငါပိုင်တယ်လို့ရှားဓုလေးလည်းရှိနေတော့သာပိုင်ဆိုင်တယ်ရှားဓုအာနာစိစိမ်ဥစ္စာဆိုတာအသက်ထင်ရှားရှိတဲ့ချိန်လေးပဲပိုင်တာမျက်စိနှလုံးမှိတ်ပြီးတော့ဆင်းသွားပြီဆိုတာနဲ့တပြိုင်နက်တစ်ခုမှမပိုင်ဆုံးရှုံးသွားပြီဆိုအတိုင်းအတာတစ်ခုဟာအဲ့ဒီမှာဆုံးသွားပြီးသွားပြီကိုလိုချင်တာရသေးရဲ့လားအဲ့ဒီနောက်မှာနောက်ဆုံးကိုယ်ခန္ဓာကိုယ်တော်မှအိမ်မောကြာကြာထားမှာမဟုတ်ဘူးနော်အေးချမ်းတဲ့နေမြေကိုပို့လိုက်မှာအဲ့ဒီလိုရောက်တော့မှာနော်အိမ်မောလာပြီးတော့6666လုံးရင်လည်းဘုန်းကြီးပင့်ပြီးတော့ပရိနဲ့ထုတ်အောင်မှာမပိုင်တော့ဘူးဆိုတာသိချတာသိချတာကိုပြောတာနော်အဲ့တော့အဲ့ဒါတွေကအနှစ်သာရလားလို့ဆိုဘယ်ဟုတ်မှာတော့ကိုယူသွားလို့မရတာတန်ဖိုးမှမဟုတ်တာအဲ့ဒါမသိခင်လေးတော့ဟုတ်တယ်မသိခင်လေးတော့ပတ်စံရှိတယ်ဆိုဂုဏ်ရှိတည်ရှိဖြစ်တယ်